ကဲမိုးရသည့်စစ်ရေးသတင်းကိုပြောရမယ်ဆိုရင်တော့ဧပြီလအတွင်းမြန်မာနိုင်ငံတဝင်းစစ်ရေးအရှိန်မြင့်တက်နေပါတယ်အထူးသဖြင့်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပါကာဖာနဲ့တိုင်းရင်းသားလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တွေရဲ့ထိုးစစ်တွေကြောင့်အကြမ်းဖက်စစ်တပ်အထိနာနေပါတယ်စကိုင်းတိုင်းဝက်လက်မြို့နယ်တိုက်ပွဲမှာရန်သူ20ထက်မနည်းသေဆုံးခဲ့တယ်လို့မန္တလေးတိုင်းငင်းချံနဲ့နွားထိုးကြီးဒေသတွေမှာလည်းအင်အား300ပါစစ်ကြောင်းကိုအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပါတယ်စစ်ရေးလှုပ်ရှားမှုအသစ်အနေနဲ့နေပြည်တော်အနီးကလေဝေးမလိုင်စလင်းမင်းတုံးနဲ့နတ်မောက်မြို့နယ်တွေမှာလည်းတော်လန်ရေးတပ်ဖွဲ့တွေကနေမီစိုးမိုးမှုရယူထားပါတယ်လေဝေးတိုက်ပွဲမှာဆိုရင်စစ်ကောင်စီဘက်ကဗိုလ်မှူးအဆင့်ပါဝင်10ဦးသေဆုံးပြီးစခန်းကိုပါပိမ့်ပိုက်နိုင်ခဲ့ပါတယ်အခုဆိုရင်တော်လန်ရေးတပ်ဖွဲ့တွေဟာဒရုန်းနည်းပညာကိုထိရောက်စွာအသုံးချပြီးစခန်းသိမ်းပိုက်တိုက်ပွဲတွေကိုဆင်နွှဲလာနိုင်ပါပြီစစ်ကောင်စီတပ်ဟာမြေပြင်မှာအရေးနေလို့လေကြောင်းနဲ့လက်နက်ကြီးကိုပဲအဓိကအားကိုးနေရပါတယ်ရန်သူဟာမြို့အချို့ကိုပြန်လည်သိမ်းပိုက်ထားနိုင်ပေမဲ့နေမီစိုးမိုးမှုလုံးဝမရှိတော့ပါဘူးတော်လန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့စစ်ရှင်ဟာအခုထပ်ပူပြီးမြင့်တက်လာတော့မှာဖြစ်ပါတယ်တော်လန်မိတ်ဆွေတို့အနေနဲ့ကအခုမိုးရာသီစစ်ရေးဖော်ဆောင်မှုမှာတော်တွေကရေးပေါ်တွေစီဝါစားနက်ရိုက်ခါကာကွယ်ရေးပစ္စည်းတွေလုံလောက်ဖို့အတွက် PRF မှာထောက်ပို့ဖို့မမိနဲ့